ရုပ်ရှင်ဇာတ်ကားကြီးကိုဇလန်းစံညွန်ကတော့မွန်နီလင်းဖြစ်ပါတယ်အကောင်းဆုံးပုံဖော်ရိုက်ကူးပေးသွားမယ်ဒါရိုက်တာကတော့ဒါရိုက်တာပြေဖြိုးနိုင်ဖြစ်ပါတယ်ပြီးရင်တော့ပါဝင်သရုပ်ဆောင်ထားတာကတော့ထပ်ပြီးတော့ပြောကြတော့မလိုတော့ပါဘူးပေါ့နော်တွေ့နေရပြီဖြစ်ပါတယ်ကျမတို့ရဲ့ဒါအရန်သဘောကျနှိမ့်ချရတဲ့အမှုပညာရှင်တွေဖြစ်တဲ့ကိုနိုင်နိုင်ကိုနေတိုမကစ်တိုကနေပြီးတော့ပါဝင်ပြီးတော့သရုပ်ဆောင်ထားကြပါလေဖြစ်ပါတယ်ဒီနေ့ရဲ့အစီအစဉ်လေးအနေနဲ့ကကြတော့မီဒီယာလူကြီးမင်းများကနေပြီးတော့မင်းမြန်းကျင်တဲ့မေးခွန်းလေးတွေကိုတနေ့တို့စီပို့ပေးထားတာလေးတွေရှိပါတယ်အဲ့ဒါလေးတွေကိုတနေ့ကကိုစားမေးပေးမှာဖြစ်ပါတယ်ရှင်ဆိုတော့ဒီကနေ့ကြားရောက်လာကြတဲ့အမှုပညာရှင်တွေအနေနဲ့ကလည်းမီဒီယာလူကြီးမင်းများကပေးထားတဲ့မေးခွန်းလေးတွေကိုဖြေကြားပေးဖို့ဖြစ်ပါတယ်ဆိုတော့အရင်ဆုံးမေးခွန်းလေးတွေမေးပြရစီကိုကြီးကဟိုကနေတော့လာမင်းမဟုတ်လားဒီကတော့ဘူးတော့โอเคအဲ့လိုပဲညတော့ခါချိန်မိုက်ကလေးနဲ့ပြောပေးတာအတမ်းပါဟုတ်ကဲ့မီဒီယာလူကြီးမင်းတွေအားလုံးအစင်းသစ်ဖြစ်ပြီဆိုရင်တော့မေးခွန်းလေးတွေမေးလိုက်ပါမယ်အစင်းသစ်ဖြစ်ပါပြီလားရှင်ဟုတ်ကဲ့ပထမဆုံးမေးခွန်းလေးကကြတော့ကြည့်ရတာဒီမေးခွန်းကဇလန်းဇညိုကိုမိုးနီလေးဖြေရမလားဒါရိုက်တာကြီးဖြေရမလားတော့မပြောတတ်ဘူးနှစ်ယောက်တည်းကအဆင်ပြေတဲ့သူလေးဖြေပေးပါမေးခွန်းကအချစ်ဈေးကတဲ့ဘလူးဈေးမျိုးလဲတဲ့စူပါမားကတ်လားဝက်မားကတ်လားတဲ့အဲ့လိုလေးမေးထားတာဖြစ်ပါတယ်ဖြေပေးပါဦးရှင်အဆက်စရာဖြေပေးမယ်ဆိုတော့ကိုမိုးနီလေးဖြေပေးပါဦးရှင်မိုက်ကလေးဒီဘက်လေးမှာရှိပါတယ်ဟုတ်ကဲ့မေခွန်းလေးပြန်ပြီးမေခွန်းလေးကအချစ်ဈေးကဘယ်လိုဈေးမျိုးလဲစူပါမားကတ်လားဝက်မားကတ်လားလို့မေးထားတာပါဘယ်လိုပြောရမလဲဒါကြီးကမဟုတ်လေကျွန်တော်တို့ကဈေးဆိုတာကတင်စားထားတာတခုပေါ့နော်ကျွန်တော်တို့ကအချစ်မှာတန်ဖိုးတစ်ခုရှိတယ်အဲ့တန်ဖိုးကိုတန်ဖိုးသိတဲ့သူမှဝယ်လို့ရမယ်ပေါ့နော်အဲ့ဒါကတော့ဘယ်ဈေးမှာဖြစ်ပေါ့နော်အဲ့တန်ဖိုးသိတဲ့သူပဲဝယ်လို့ရမယ်ဘယ်လိုပြောရမလဲနော် black market လားမောင်ကိုလားအဲ့လိုဖြစ်သွားပြီပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါနောက်တစ်ခုမေးခွန်းအားကြတော့ကိုနနိုင်ကိုမေးထားတာပါကိုနနိုင်ကတဲ့အခုအသက်အရွယ်မှာတဲ့အချစ်ကားရရမယ်ဆိုတော့ကိုနနိုင်ရဲ့ feeling လေးသိပြရစီအခု40ကျော်အချစ်ဖြစ်ပါဘောနော်40ကျော်အချစ်ဒါပေမဲ့အချစ်ဆိုတာတော့အရွယ်3ပါးမရွေးဘူးလို့ထင်ပါတယ်အချစ်ကြောင့်လူပြူသွားတာလည်းရှိပါတယ်နော်အချစ်ကြောင့်ယူသွတ်သွားတာလည်းရှိပါတယ်အခုလို40ကျော်မှဒီအချစ်ကားကိုပြန်ရဲမှာဆိုတော့လေနည်းနည်းတော့ရင်ခုန်တာပေါ့နော်ဟုတ်ကဲ့ပါရှင်ကုန်တဲ့ပြန်လဲစမ်းတစ်သွားတာပေါ့နော်ကိုနော်အမှန်ပါပဲခင်ဗျာဟုတ်ကဲ့အဲ့ဆိုအကိုပဲဆက်ပြပေးပါဦးကိုနေနိုင်နေတဲ့ကိုနေတို့ရဲ့စုံတွေ့ခြင်းအမှတ်တရလေးကိုပြောပြပေးပါတဲ့အကိုစုံတွေ့ခြင်းအမှတ်တရလေးကိုပြောပြပေးပါတဲ့မိကွန်းလေးမိထားပါတယ်။ဒါဆိုရင်ဒီကားမှာဆိုရင်ကျွန်တော်နဲ့ကိုနေတို့ကားကြီးပေါ့နော်ပထမအောင်ဆုံးစုံတွေ့ခြင်းပါတကယ်ကောင်းသောစုံတွေ့ခြင်းဖြစ်ပါတယ်ကျွန်တော်ကိုနေတို့နဲ့ဒါရုပ်ရှင်တူတွဲရမယ်ဆိုတော့ဝမ်းလန်းတာပါတယ်ဂုဏ်လည်းယူပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုအဲ့တော့ဒီတစ်ခါဖြေပေးရမှာတော့ကျမတို့ရဲ့ director ကြီးဖြစ်ပါတယ်ဒါရိုက်တာကိုပြပြဝိုင်နေနေတဲ့ဝိုင်းရင်တရုပ်ဆောင်နေနဲ့ရိုက်ကူးတဲ့အခါမှာပရိသတ်တွေကစောင့်ကြည့်နေတာဖြစ်တဲ့အတွက်ဒါရိုက်တာတယောက်အတွက်ဖိအားပိုများလာလားပြီးတော့ဝိုင်းရင်တရုပ်ဆောင်နေနဲ့အမှတ်တရတွေရှိတယ်ဆိုရင်လည်းပြောပြပေးပါလို့မေးထားပါတယ်အခုဟယ်လိုဟုတ်ကဲ့ PR တော့များတော့မသိဘူးကျွန်တော်ပထမဆုံးရှူတင်စမဲ့ရက်မှာကျွန်တော်ဆေးရုံရောက်သွားတယ်ပေါ့နော်အဲ့ဒါတော့အမှတ်တရဆေး pressure တွေများတယ်ပြီးတော့လို့တွေးရတော့တာတွေများပြီးတော့အကောင်းဆုံးဖြစ်စေခြင်းနဲ့ဆန္ဒပေါ့နော်ဒီလိုနာမည်ကျော်မင်းသားမင်းသမီးတွေနဲ့ဝိုင်းရဲ့လူပညာရှင်တွေနဲ့ရိုက်ရတဲ့ခါကျတော့ကိုယ့်ဘက်ကအစားအစာရာအားလုံးပြည့်စုံစေခြင်းနဲ့အဲ့အတွက် live season ရင်းနဲ့အဲ့လိုနေမများ live season ရင်းနဲ့မှာအဲ့လို pressure တွေကများပြီးတော့ဒါဆေးရုံရောက်သွားတာပေါ့နော်အမှတ်တရဒါလေးရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအခုအဲ့တော့ဒီတစ်ခါမှာဖြေပေးရမှာတော့ကိုနေတိုးဖြစ်ပါတယ်ကိုနိုင်နိုင်နဲ့ကိုနေတိုးတရုပ်ဆောင်ရင်တဲ့နှစ်ယောက်စလုံးကဝိုင်းရင်တရုပ်ဆောင်တွေဖြစ်နေတဲ့အတွက်တဲ့ကိုနိုင်နိုင်ကမ်ပတ်စကားအတွက်ကိုနေတိုးရဲ့ပီတိစကားတန်လေးကြားပြရစီဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီလိုမျိုးလူပညာရှင်တွေပူးပေါင်းပြီးတော့ရုပ်ရှင်ကားတွေတိစောက်ကြတယ်ပရိသတ်အတွက်စူးစမ်းကြတယ်ဆိုတာ
ကျွန်တော်တို့ဒီပြိသက်ကိုအမြင်စမ်းစေခြင်းနဲ့နောက်ပြီးတော့ပြိသက်ဒီနေ့ကိုမတူညီတဲ့အတွဲအဆက်လေးတွေမတူညီတဲ့ဇက်ကောင်လေးတွေကိုဖန်တီးခြင်းနဲ့စိတ်ကြောင့်ကျွန်တော်တို့ကြိုးစားကြတာဖြစ်ပါတယ်အဲ့တော့ဒီကားကိုလည်းကျွန်တော်တို့ကတစ်ခါမှမစုံဘူးသေးဘူးဖြစ်တဲ့ဒီရုပ်ရှင်ပေါ့နော်ရုပ်ရှင်ဇာတ်ကားမှာတစ်ခါမှမစုံသေးဘူးဖြစ်တဲ့ကိုနိုင်နဲ့အတူတရုပ်ဆောင်ခွင့်ရတယ်တရုပ်ဆောင်အမှုပညာတစ်ခုကိုအတူဖန်တီးခွင့်ရတဲ့အတွက်လည်းရန်လည်းဝမ်းသာပါတယ်ပီတိလည်းဖြစ်ပါတယ်ကျွန်တော်တို့အကောင်းဆုံးကြိုးစားကြမယ်လို့လည်းကတိပေးခြင်းပါတယ်ကြိုးစားကြမယ်လို့လည်းယုံကြည်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ဒီကမက်ကစ်ဖြစ်ပေးရမှာပါဆိုတော့မက်ကစ်ကိုမေးထားပါတယ်မက်ကစ်အနေနဲ့အချစ်စည်းမှာတဲ့ကိုနိုင်နဲ့ဘယ်လိုဇဝင်ခန်းနေနဲ့စုံတွေ့ရမယ်ဆိုတာအနှဲငယ်လေးပြောပြပေးလို့ရပါသလားတဲ့မေးထားပါတယ်ရှင်ဟုတ်အားလုံးပဲမင်္ဂလာပါဒီဇက်ကကိုမနီပြောလို့ရပါလားဇလန်းကိုပြောလို့မရဘူးပေါ့နော် spoiler ဖြစ်သွားမှာဆိုလို့ဒါလေးကတော့ character ကတော့ကိုနနာရဲ့လက်ရှိအရွယ်ပုံစံမျိုးနဲ့ခက်ဆင်ဆင်လေးပဲဟင့်လေးပြောပြရစီဟုတ်ကဲ့ပါဆိုတော့ဒါရိုက်တာကြီးကိုပဲဒီတစ်ခါမေးရမှာပေါ့နော်ဒါရိုက်တာကိုပြပြနိုင်နေနဲ့ဒီဆက်နေတဲ့အတွက်ပရိသတ်စိတ်ဝင်စားမဲ့ဝတ္ထုခေါင်းကိုအကိုကရွေးချယ်တာလားဒီတရုပ်ဆောင်တွေပေါ်မှာရောပြီးတော့ဒါရိုက်တာပေါ်မှာရောအကိုရဲ့ယုံကြည်မှုကရောဘယ်လောက်ရှိလဲအဲ့လိုလေးမေးထားပါတယ်အကိုဟုတ်ကဲ့ဟိုအမှန်တိုင်းပြောရရင်တော့ဒီဇက်လေးကကိုနေတိုးအရင်ပေးတာပေါ့နော်ကိုနေတိုးနဲ့ရိုက်ချင်တယ်ဆိုတော့ကိုနေတိုးကရွေးချယ်ပြီးတော့ဒီဒါရိုက်တာပြဖြိုးနိုင်တဲ့ရိုက်ဖို့ရှိတဲ့အခါမှာဒီဇက်ကိုသူတို့ရိုက်မယ်ပေါ့နော်အဲ့လိုရွေးတာပါဇက်ကတော့ခုနကျွန်တော်ပြောသလိုပဲလွန်ခဲ့တဲ့ဆယ်စုနှစ်မကကိုရင်ထဲမှာတင်ထားတဲ့ဇက်ပေါ့နော်အဲ့ဒါကိုဒီ production အပိုင်းရောဒါရိုက်တာဒီအပိုင်းရောကိုနေတိုးရောဒီသူနဲ့တွဲဖက်မဲ့တရုပ်ဆောင်တွေအကုန်လုံးရောလိုလိုလားလားနဲ့ပေါ့နော်ဇက်ကိုဖတ်ပြီးတော့ကြိုက်ပြီးတော့လက်ခံတဲ့ခါကျတော့ကိုကတော့ဒါကျေနပ်တာပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒါဒီလောကရဲ့ထိပ်တန်းနော်တရုပ်ဆောင်တွေတကယ်လေတရုပ်ဆောင်ကောင်းတဲ့သူတွေကိုအရင်တည်းကကျေနပ်အားရတဲ့နော်အရန်ကြိုက်ခဲ့တဲ့ကိုက fan ဖြစ်ခဲ့တာပေါ့နော် fan ဖြစ်ခဲ့တဲ့သူတွေကနေရိုက်ပေးတာဆိုတော့ကိုကတော့အရန်ကျေနပ်တယ်ဒါအတိုင်းထက်လွန်ပေါ့နော်အကောင်းဆုံးဖြစ်သွားတယ်အကောင်းဆုံးဖြစ်ဖို့ဖြစ်လာတယ်လို့ကျွန်တော်လွန်ခဲ့တဲ့ဒါဆယ်စုနှစ်မကသိမ်းထားတဲ့ဇက်ဆိုပေမဲ့အရင်တည်းကရိုက်ဖြစ်သွားတယ်ဒီလောက်ကောင်းချင်အောင်ကောင်းမယ်အခုကျတော့တကယ်အကောင်းဆုံးနေဖြစ်သွားတယ်ကိုပြဖြိုးနိုင်တယ်ဒါရိုက်တာပြဖြိုးနိုင်တယ်ကျွန်တော်နဲ့ကတော့ဒါပထမဆုံးစုံစည်းတာဒါပေမဲ့သူနဲ့ကိုနဲ့ကလည်းအမြဲတမ်းရေစက်ပေါ့နော်ရေစက်တွေပါတယ်ဒါသူ့ကိုအရင်ကတည်းကတော်တယ်ဒီ series တွဲတွေမှာလည်းအရန်ပေါက်တဲ့ဇက်ကားတွေသူကရိုက်ခဲ့တယ်အဲ့ series တွဲတွေဆိုလည်းကျွန်တော်ကအကြံပေးခဲ့တာပေါ့နော်ကျင်ပေါ်ကောရေစက်တို့တီလည်းဟိုကျွန်တော်အရန်ကြိုက်တဲ့ဝတ္ထုတွေကျွန်တော်ကဒီထုတ်လုပ်သူနဲ့တွေ့တိုင်းဒါရိုက်တာတွေနဲ့တွေ့တိုင်းကျွန်တော်ဒီဇက်တွေကိုရိုက်ပါပြောရရင်တော့သူကျင်ပေါ်ကိုရိုက်ပြီးသွားတဲ့အချိန်မှာတော့အဲ့ကျင်ပေါ်ကိုလိုက်ဝယ်ကြတဲ့သူတွေရှိသေးတယ်ဒါသူကအရင်ရသွားပြီးတော့သူဆီယမလွန်ထနာရဲ့ဝတ္ထုသူရိုက်တယ်ပေါ့နော်ဒါအခုကကြတော့သူနဲ့ကျွန်တော်နဲ့ဆုံဖို့မျိုးစုံစူးစမ်းခဲ့ကြတာကြာပြီကြာတဲ့အချိန်မှာဒီဇက်ကိုသူ့ကိုပေးတော့လေခုနကကိုတိုင်းပြောသလိုပဲဇက်ကခြားဇက်တွေလည်းပေးတယ်ဒါပေမဲ့အရင်သူကလည်းဒီဇက်ကိုပဲဒါနောက်တစ်ခုပြောင်းသွားတဲ့နောက်ထပ်ပေးတဲ့ဇက်ပေါ့နော်အဲ့ဒီမှာကျွန်တော်ရွေးချယ်လိုက်တာတော့ဒီဇက်လေးကိုကျွန်တော်ရွေးချယ်လိုက်တာသုံးဝင်းဆိုင်လည်းဖြစ်တယ်နောက်နည်းနည်းလေးလည်းဆန်းသွားမယ်ထင်တာရဲ့ကြောင့်ကျွန်တော်ဒီဇက်လေးကိုလက်ခံလိုက်တာပါဇက်လန်းလေးကလည်းအရန်လည်းလှပါတယ်ကောင်းလည်းကောင်းပါပါအဲ့တော့ကျွန်တော်ဒီသရုပ်ဆောင်အလုပ်ကိုမလုပ်တာတော့ကြာသွားပါပြီဆိုတော့ပထမဆုံးစားလုပ်မဲ့ဒီဇက်ကားအတွက်ကျွန်တော်အများကြီးရင်ခုန်ပါတယ်အများကြီးလည်းကျွန်တော်အားစိုက်ထိုးရပါမယ်ကြိုးစားရပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အခုဒီတကတော့မက်ကစ်ကိုမေးထားပါတယ်မက်ကစ်ဖြစ်ပေးပါအောင်ရှင်ဆိုတော့ဒါမက်ကစ်ဆိုလို့ရှိရင်လည်းဇလန်းတွေအများကြီးရိုက်ဖူးခဲ့တာပေါ့နော်အချစ်ကားတွေလည်းအများကြီးရိုက်ဖူးခဲ့တယ်အများကြီးရိုက်ဖူးပြီးခဲ့ပြီဆိုတော့ဒီတခါလည်းမက်ကစ်ကိုဒီစကားနဲ့ပတ်သက်ပြီးတော့တေချာလေးမေးထားတယ်မက်ကစ်အနေနဲ့တဲ့အချစ်စီဇက်လန်ကြီးကကြတော့မက်ကစ်အရင်ကရိုက်ခဲ့ဘူးတဲ့ဇက်ကားတွေနဲ့ပုံစံတူလား character ပုံစံအသစ်တစ်ခုလားဆိုပြီးတော့မေးထားပါတယ်မက်ကစ်အမြင်ပြောရရင်တော့အရင်တုန်းကရိုက်ခဲ့တဲ့ဇလန်းနဲ့တော့မတူပါဘူးဇလန်းတွေနဲ့တော့မတူဘူးအသစ်တစ်ခုဖြစ်မယ်လို့ယုံကြည်တယ်ဇလန်းမတူတဲ့အတွက်ကြောင့်တခြား presentation တွေရောဖန်တီးမှုတွေပါပြောင်းသွားမှာပေါ့နော်အသစ်တစ်ခုအနေနဲ့ပြည်သက်တွေလည်းရမယ်လို့ထင်ပါတယ်ဟုတ်
ဟုတ်ကဲ့ပါဆိုမက်ကစ်ကိုပဲဆက်ပြီးတော့မေးချင်ပါတယ်မက်ကစ်တစ်ဖက်ကလည်းကြည့်ရလို့ရှိရင်လောကဝါရင်တရုပ်ဆောင်ကိုနနိုင်ပေါ့နော်တစ်ဖက်ကလည်းဒါဝါရင်တရုပ်ဆောင်ကိုနေတိုးပေါ့ကိုနနိုင်နဲ့ကိုနေတိုးနဲ့အတူမက်ကစ်ကလည်းလောကအပြိုင်တရုပ်ဆောင်ရမယ်ဆိုတော့အရင်ဇက်ကားတွေထက်တော့ပို့ပြီးတော့ထူးခြားနေမှာတော့အမှန်ပဲပရိသတ်တွေကလည်းအရန်ကိုစိတ်ဝင်စားနေမှာအမှန်ပဲဆိုတော့ဒါမက်ကစ်ရဲ့ဒီဇက်ကားရိုက်ဖို့အတွက်ကိုကြိုတင်ပြင်ဆင်ရတဲ့အပိုင်းလေးတွေရှင်လည်းပြောပြပါဦးဟိုစိတ်သက်ပိုင်းဆိုင်ရာမှာရောတခြားပေါ့နော်ပြင်ဆင်မှုလေးတွေရှင်ပြောပြပါဦး ပြင်ဆင်မှုကတော့ကစ်တို့3ယောက်စလုံးဒီဇက်ကိုတတိချာချာလေးပေါ့နော်ဇက်ဆရာကိုမိုးနီလွင်ရောဒရိုက်တာပြပြနိုင်နေရောအကုန်လုံးပေါင်းပြီးတော့မရိုက်ခင်ကတည်းကရောတတိချာချာ pre production နေနဲ့ပြင်ဆင်မှုတွေပြုလုပ်ခဲ့ကြတယ်ဇလန်ပိုင်းကိုလည်းအားလုံးအတိုင်းတိုင်းပဲဆွေးနွေးညှိနှိုင်းခဲ့ကြတယ်ပေါ့နော်ပြင်ဆင်အကုန်လုံးကတော့ပြင်ဆင်မှုအရန်အားကောင်းပါတယ်ဒီရဲ့ pre production အပိုင်းတွေရောအကုန်လုံးပေါ့production design တွေအပိုင်းအပါအကုန်လုံးတတိချာချာအားထုတ်ကြမယ်ဆိုတာလည်းသိပါတယ်အကောင်းဆုံးလဲ3ယောက်လုံးပါတဲ့လူတွေ team တစ်ခုလုံးကလည်း team work ကောင်းကောင်းနဲ့တည်တည်ချာချာစူးစမ်းကြမယ်ပြင်ဆင်ကြတယ်လုပ်ကြမယ်ဆိုတာယုံကြည်ပါတယ်ဟုတ်ပြီးတော့ခုနကပြောသလိုပေါ့နော်ကိုနေတိုးရယ်ကိုနနိုင်ရယ်ပြီးတော့3ယောက်စလုံးကတစ်ခါမှမဆုံးဘူးပေါ့ဒီတွဲကအတွဲဖက်ကလည်းပြိတ္တအတွက်လည်းအစ်တစ်ခုအနေနဲ့ရရှိမယ်လို့ထင်တယ်ဇလန်းကလည်းအစ်တစ်ခုအနေနဲ့ပြိတ္တတွေရရှိမယ်လို့မြင်ပါတယ်ဆိုတော့ကိုရီနှစ်ယောက်ဆုံးစီနီယာကိုနှစ်ယောက်ဆုံးနဲ့လည်းဒီဇက်ကာကိုထူးထူးခြားခြားဖန်တီးခွင့်ရတဲ့အတွက်လည်းဝမ်းသာပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီကမှာတော့ကိုနေတိုးကိုမေးချင်ပါတယ်ကိုနေတိုးရေဒီကိုနေတိုးဆိုလို့ရှိရင်လည်းရိုက်ခဲ့တဲ့ဇလန်းတွေရမ်းများပြီအချစ်ကားတွေရောဒါအဆွေးကားတွေရောရတကားတွေရောအများကြီးရိုက်ခဲ့ပူတဲ့အခါကျတော့အခုအနေနဲ့ပေါ့နော်ဇလန်းတစ်ခု character တစ်ခုကိုရွေးချယ်တဲ့အခါမှာအခုရဲ့ဒါဒီ character ကိုတရုပ်ဆောင်မယ်ဆိုတဲ့စိတ်နဲ့ရွေးချယ်လားဒါမှမဟုတ်လို့ရှိရင်အခုအနေနဲ့ပေါ့နော်ပရိသတ်ကိုမချပြရသေးတဲ့ဇက်ကောင်တစ်ခုကိုချပြခြင်းတဲ့စိတ်နဲ့ဒီဇလန်းကိုရွေးချယ်လားဇက်ကောင်ကိုရွေးချယ်လားအဲ့ဒါလေးတွေသိချင်ပါတယ်အခုဟုတ်ကဲ့ပါခင်ဗျာပထမဦးဆုံးကတော့ကျွန်တော်တို့ဇလန်းဇညုံပုံမှာအခြေခံတယ်ပေါ့နော်